အေးချမ်းခြင်းကိုပိုပြီးမက်မောတယ်ဘာလို့ပြီးတော့ပတ်စံတွေအများကြီးရှိချင်နေတာပဲပူစီဖောင်းအဲ့လိုမျိုးဖောက်တာတွေကျွန်တော်တို့ခေတ်မှာမရှိဘူးတခုကကျွန်တော်တို့ခေတ်နဲ့အရင်ခေတ်ဒီခေတ်ပါကွာရာသီဥတုကပြောင်းလဲတာဖြစ်တဲ့ကြောင့်အခုခေတ်စဉ်အုံနောက်သွေးကြောပေါက်တာတွေအလားလာအများများတာဖြစ်ပါတယ်ကျွန်တော်တို့ခေတ်ကတော့အဲ့လိုမျိုးမရှိဘူးပေါ့နော်ရှိတော့ရှိတယ်နည်းနည်းရှားတယ်ပြီးရင်โอเคအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တချန်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့နာကြည့်ချက်တွေခံစားချက်တွေရှိတာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်နိုင်1990ဘောနဲ့အရန်ကန်ကောင်းခဲ့တယ်ပေါ့နော်ဘေဂျာနဲ့ဘေဂျာ2010နဲ့2015အနေ2018အကြား20ကိုဗစ်မရောက်ခင်ကြားမှာအရန်လူနဲ့တူအောင်နေခဲ့ရတယ်ဖြစ်ပါတယ်အခုဆိုလဲကျွန်တော်တို့အခုခေတ်လူကပျော်တယ်မနော်ပျော်တယ်ဆိုကျွန်တော်တို့ပြစ်မပြောလို့ဘူးဗာလဲဆိုငယ်တုန်းရွယ်တုန်းရွာထားပျော်တာဗာလို့ကျွန်တော်တို့အသက်ရွယ်ရောက်လာဆိုအဲ့လိုမျိုးအဲ့ဒါရောအပျော်လို့ကျွန်တော်တို့မထင်တော့ဘူးနော်အဲ့ဒါတခုရှိတယ်အခုတစ်ချက်မှာဆိုရင်တချင်းတွေဖွင့်ကြတယ်ပြပြောပါအဲ့ဒါတွေလောက်ခဲ့တယ်ကျွန်တော်တို့အကုန်လုံးဝသွားပြီပေါ့နော်ဝသွားပြီအဲ့လိုမျိုးဟာတယ်အရာရင်အဲ့ဒါကိုပျော်စရာလို့မသတ်မှတ်တော့ဘူးပေါ့နော်ဘယ်လိုအရာကကျွန်တော်တို့ပျော်စရာဖြစ်စီဒါလဲပေါ့ကျွန်တော်တို့ခုချိန်တက်ရပေါ့နော်30ရှိပြီကျွန်တော်ပျော်စရာထက်လဲကျွန်တော်တို့ဟိုကဘယ်လိုခေါ်တော့အေးချမ်းခြင်းကိုပိုပြီးမက်မောတယ်ဘာလို့ပြီးတော့ပတ်စံတွေအများကြီးရှိချင်နေတာပဲနော်ပတ်စံတွေအများကြီးရှိချင်တယ်ဒီပွားရေးလုပ်ချင်တယ်ဘယ်လိုခေါ်တော့နည်းနည်းလုပ်ဖို့မမင်းများရတဲ့ဒီပွားရေးပေါ့အဲ့လိုမျိုးဖြစ်ချင်တယ်ပေါ့နော်ဘာလဲဆိုဟိုဒီဘုံတပန်းပန်းနဲ့ကားနဲ့သွားတာတော့သွားလေအဲ့ဒီဟာတော့အခုခေတ်သွားတဲ့လူကတော့သွားတင်တယ်ပေါ့နော်ငယ်တုန်းရွယ်တုန်းဆိုရင်သွားတင်တယ်ပေါ့နော်မသွားတာလည်းကြာပြီ၄-၅နှစ်လောက်ရှိပြီသွားထားပေါ့နော်ဘာဖြစ်လဲဆိုဒါပေမဲ့တခုကကျွန်တော်တို့ခေတ်နဲ့အရင်ခေတ်ဒီခေတ်ပါကွာရာသီဥတုကပြောင်းလဲတာဖြစ်တဲ့ကြောင့်အခုခေတ်စဉ်အုံနောက်သွေးကြောပေါက်တာတွေဟိုအလားလာအများများတာဖြစ်ပါတယ်ကျွန်တော်တို့ခေတ်ကတော့အဲ့လိုမျိုးမရှိဘူးပေါ့နော်ရှိတော့ရှိတယ်နည်းနည်းရှားတယ်ပြီးရင်ဒီပူစီဖောင်းအဲ့လိုမျိုးဖောက်တာတွေကျွန်တော်တို့ခေတ်မှာမရှိဘူးပျော်တော့ပျော်တယ်ဒါပေမဲ့တခုကကျွန်တော်တို့ခေတ်မှာရေခဲတွေအများကြီးသုံးတယ်ပေါ့ရေခဲအများသုံးမှမျိုးတယောက်နဲ့တယောက်လောင်းထဲလာအဲ့မျိုးအေးစိတ်သွားတာပေါ့နော်ပြောတော့ချင်တာငယ်တုန်းရွယ်တုန်းကိုအလားဆုံး fashion ဝတ်သွားလိုက်နော်ကောင်းဆုံး fashion ကိုအစိုက်ဆုံးအယောင်နဲ့တွားပြီးမှတော့ကဲပြလိုက်ဒါဖြစ်တဲ့တယ်တော့ကဲပြီးတဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးတွားတော့တွားချင်တယ်မှာကျွန်တော်နဲ့တငယ်ချင်းနဲ့တွားချင်တယ်ပေါ့နော်အဲ့ဒီတငယ်ချင်းကမရှိဘူးတော်တော်များမရှိဘူးအကိုဒူဘိုင်းတွေရောက်ကုန်တယ်စင်ကာပူတွေနော်ဂျပန်တွေကိုရီးယားတွေအမေရိကန်တွေကျွန်တော်တယောက်တည်းမြန်မာနိုင်ငံကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတယောက်မြန်မာနိုင်ငံမှာကြံခဲ့တာပေါ့နော်တော်တော်များတော့အမေရိကတွေနိုင်ငံခြားတွေရောက်ကုန်တာဖြစ်တဲ့ကျွန်တော်ကတယောက်တည်းရှိတာမပြောတော့ဘူးလေနော်သူတို့နဲ့တွားမယ်ဆိုတော့ဒီဘက်ခံထွက်ရှင်ထွက်မှာတိလားအမေကူကျတော့မပြောတော့ပြောစရာမကောင်းပါနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီဘယ်လိုခေါ်တော့နောက်တစ်ခုကကျွန်တော်စိတ်တန်ရမှာနော်ကျွန်တော်ကဒီ2014ရောမှာ2014တော့ကကျွန်တော်ပြောခဲ့တာဆိုရင်တစ်ဆောင်နိုင်ဆိုဘယ်လောက်ပြောခဲ့တာဆောင်နိုင်စဉ်2012 13 14 15 16နားနေလောက်ပတ်ဆက်ပြောခဲ့တာဒါတစ်ဆောင်နိုင်နော်တကြံဆိုအဲ့လိုမျိုးပဲစနေ73 14 5နှစ်လောက်ပြောခဲ့2018အထိပြော2019အထိပြောနှစ်တိုင်းတော့သူများနဲ့တမူထူရှားပျော်ရွှင်မှုပျော်တာအဲ့လိုမျိုးပတ်ဆက်ပါတော့ခုလောက်ပျော်တာတော့တနာတယ်အဲကြောင့်အဲ့ဒီຢာတွေအဲ့ဒါဘာလို့ထပ်မပျော်ရှင်တော့ဒါလဲဆိုတော့ကျွန်တော်ဒီဖက်နားလေးကျွန်တော်ရဲ့ဒီဟိုအကြောင်းပေါ့တဆုံတယောက်ကဘယ်သူလဲမသိဘူးအဲ့လိုမျိုးလေးပတ်တယ်လေကျွန်တော်ကငကိုကလေးကဒီဖက်နားမကောင်းမှုဆိုရင်ငယ်ကလေးကနေကြီးခဏဝင်အပေါက်တွေကကျဲတယ်နားစီကတိတ်မလုံတော့ဘူးเนาะအဲ့ဒါရေလောင်းတော့ရိုးမဟုတ်ဘူးရေခွက်ကြီးဒီဘုံကြီးအဲ့လိုမျိုးနားတက်ရောမျိုးထိုးထဲလာအဲ့ဆိုရင်
အဲ့ဒီနားဆိုရေကပြတ်ထွက်လို့မရတော့အထဲဝင်တော့ဆိုအဲ့ဒီနားတဲ့ဒီဖက်သိမချရအောင်ဟောဒီဖက်ပိတ်ထားမယ်လက်ပိတ်ထားရင်အဲ့မျိုးဆိုသိမချရအောင်အဲ့ဒီကြောင့်စိတ်တရားတွေရှိတယ်လူတိုင်းကတော့သူ့ဟာနဲ့သူစိတ်တရားရှိတယ်ဒါကကျွန်တော်ကကြံပေါ်မှာဟိုပြောတယ်အိမ်မှာပဲလွတ်လွတ်လပ်လပ်နေတယ်ဟိုစားချင်တဲ့စားတယ်အပြင်တော့မထွက်ဘူးနားအပြေးဝနားတယ်အဲ့ဒီလူတူတက်တွေပါတယ်မသွားတော့ဘူးနော်ဒါတစ်ချက်ပေါ့နော်နောက်ကျွန်တော်အဲ့မျိုးတင်အဲ့လိုမျိုးပဲသူ့ဟာနဲ့သူတော့ပျော်စရာတခြားလူတော်များများတက်ပျော်စရာဆိုမဲ့တော့တက်ပျော်စရာမဟုတ်တဲ့အရာတွေရှိတယ်ပေါ့နော်ကျွန်တော်တင်ငယ်ရှင်းဆိုလဲအဲ့လိုမျိုးပဲသူကဘယ်လိုခေါ်တော့ဆောင်းတိုင်းဆိုလဲသူ့မှာစိတ်တန်ရာရှိတယ်ဘာဖြစ်လို့လဲဆိုသူပြပြတာပေါ့နော်ဆောင်းတိုင်းဆိုကျွန်တော်တို့သွားတယ်ပျော်တယ်ပေါ့နော်ပျော်ပါကြတယ်ညမအိပ်ပဲနဲ့အမေသွားကြတယ်သူမသွားရှင်ဘူးဘာဖြစ်လို့လဲအဖြစ်လဲဆိုတော့သူကအဲ့ဒီတဆောင်းတိုင်းပွဲကြောင်းသူကအချစ်တဲ့လူကိုသူလက်ထက်ရတာမလို့ခေါ်တော့ပြစ်မှားတယ်ဘာလို့ပြောမှာအဲ့ဒီပွဲထဲမှာပြစ်မှားကြတယ်ပွဲထဲမှာပြစ်မှားကြလို့သူရည်ရွယ်ထားတဲ့လူကတယောက်ဒါပေမဲ့ကောင်မလေးကလည်းကလေးရတယ်မသူနဲ့ကလေးရတယ်ဆိုတော့မှသူယူလိုက်ရတယ်အဲ့ဒီဘယ်လိုခေါ်တော့ရှင်ခွဲရတာပေါ့နော်ကသူတကယ်ရှစ်တဲ့လက်ထပ်မဲ့လူကသေလက်စိတ်ဆက်ထားပြီးသားဆိုအဲ့လိုမျိုးရှင်နေမှာသူဟာနဲ့သူတော့ဆောင်းနိုင်သူရဲ့နာကြီးချက်ပေါ့နော်အဲကြောင့်အခုစလဲကျွန်တော်ဒီဖက်မှာဆိုရင်ဆောင်းနိုင်ဆိုရင်ကျွန်တော်အဲ့ဒီရေပတ်တဲ့လူကြောင်းကျွန်တော်တအားကြောက်တယ်သူတို့ရေပတ်တယ်ရိုးမပတ်ဘူးအဲ့လိုမျိုးဘုံဝင်နေနားတယ်လောင်းထဲဒီလိုမျိုးအပေါ်နဲ့လောင်းရင်တော့ကိစ္စမရှိဘူးဘေးကနေအဲ့မျိုးလုံနေစေတစ်ဖက်ပဲကောင်းကောင်းကြားတယ်နှစ်ဖက်ကန်းသွားလို့မယ်စက်မပြေပါဘူးအဲ့မျိုးကြောင့်မသွားတော့ပါဘူးဘလို့ပဲဖြစ်ဘလောက်ပဲပြောအဲ့ဒါရုပ်ပြောစရာလို့မသတ်မှတ်တော့ကြောက်လဲကြောက်တယ်ကိုယ့်ကိုယ်လည်းရှစ်တက်လာတာပေါ့နော်ပြီးအခုရှင်လည်းအားပူတဲ့ချိန်ကျရေတယောက်ရေရုပ်တရက်လောင်းလိုက်မယ်ဆိုရင်ဟိုဖြစ်တယ်အပူရှက်ပြီးမှတော့ကိနေမှာဆိုတော့အဲ့လိုမျိုးဖြစ်တော့ကြောက်တာပေါ့နော်နောက်တစ်ချက်ကပါလဲအခုကျွန်တော်ကဒီတစ်ချက်မှာမပြောတဲ့ကြောင်အပြင်မှာမသွားဘူးအိမ်မှာပဲနေတယ်သွားမယ်ဆိုတော့သူများပတ်မှာဆိုတာသိတယ်လေနော်မသိတဲ့ကြောင်ကျွန်တော်မပြောတဲ့ချက်မှာငါ့ကိုလည်းရေမပတ်နဲ့အိမ်မှာပဲနေအရေးပေါ်ကိစ္စရှိလို့အပြင်ထွက်တယ်ဆိုရင်ဥမာကဝတ်ထားတဲ့ပုံစံမျိုးအလူသွားတဲ့ပုံစံတော့ဝတ်ထားမယ် protect လုပ်ထားရမှာပေါ့အဲ့ဒါကိုမပတ်နဲ့ဒီမျိုးမနေ့ကဆိုကျွန်တော်သွားတယ်မလားသွားချိန်ညတည်းများအဲ့လိုမျိုးလက်တစ်ချောင်းထောင်ပြပတ်ရပတ်ကြည့်ပုံစံမျိုးပါသူတို့ပတ်ရတော့အဲ့လိုသူတို့နားလည်မှုရှိရလို့တချို့လူကနားမလဲဘူးမူးနေရလို့ဆိုတွေ့သမျှလူအကုန်လုံးပတ်တယ်ဖုံးချောင်းတက်ပတ်လူသွားမနားမလဲပတ်အဲ့ဒါအရာဆဲရှင်စရာရပိတ်ဆဲပြလိုက်ရှင်တယ်အဲ့ပြပြရှင်တယ်ဆိုတော့နေ့တက်မှာပေါ့နော်ပျော်ရွှင်စရာမြန်မာနိုင်ငံသူနိုင်ငံသားများအေးချမ်းပါစေပေါ့နော်အဲ့ဒါလေးဆုတောင်းပေးတယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အရာများဟို2026တကြံပြီးသွားရင်နေ့တက်မှာပေါ့နော်အားလုံးပျော်ရွှင်ရွှင်နဲ့တူနေကြမယ်ပေါ့အဓိကကျွန်တော်တို့မြန်မာနိုင်ငံကိုတဘဝပတ်ဝန်းကျင်တွေဘယ်လိုခေါ်တော့ပြန်ပြီးအခုကျွန်တော်လှုပ်ရှင်တဲ့အရာအခုရှိရပါတော့တဘဝပတ်ဝန်းကျင်တွေပြန်ကောင်းစေဂေဟစနစ်ပြန်ကောင်းချင်အများကြီးလှုပ်ရှင်တာမှာကျွန်တော်ရဲ့ခိုင်ရှာပေါ့ဒါအများတွေးတဲ့အရာပေါ့နော်ဟိုအိမ်ဝယ်မတောက်ဝယ်မပါငန်းတော့အဲ့တော့လှုပ်ရှင်နေတာတခုပါလဲဆိုတော့လူတွေကဝိတမလောဘလားအဲ့လိုမျိုးလောဘတွေများကိုယ်အတွက်ပဲကြည့်နေအဲကြောင့်ကဘာကြီးပူနွေးတယ်မဆန်းပူနွေးတဲ့လောကလုံးခံစားရအဲ့ဒီအရာကကျွန်တော်ဘာလို့ရှင်တော့ဥပမာကျွန်တော်ပတ်စံများရှိချင်ကျွန်တော်တောင်းအဝယ်အပြည့်ဝယ်ရှင်တာအဓိကရေထွက်နိုင်တဲ့တောင်းတွေပေါ့နော်ကျွန်တော်တွေးထားတာပေါ့နော်တောင်းတွေရေထွက်နေတဲ့တောင်းတွေအကုန်လုံးအပြည့်ဝယ်ပြီးမှအပြည့်ဝယ်ပြီးမှတစ်တော်တဲ့အကုန်လုံးထိန်းသိမ်းမယ်ပြဥမာရှိတဲ့ဟာဆိုပြန်ဖော်မယ်မရေရှည်ခံတဲ့ sustainable ဖြစ်တဲ့အရာမျိုးဆိုကျွန်တော်လုပ်ရှင်တယ်တပင်အများစားကျွန်တော်တို့အရင်တော့ဆိုလဲဒီ our lovely world ဆိုတဲ့ဒီ leadership တင်တာနဲ့တက်ဖို့တယ်အဲ့ဒီအဖွဲ့တွေနဲ့သူတို့လောလောတပင်နေစိုက်ကြတယ်ကျွန်းနေစိုက်တယ်ဟိုအဓိကတော့ရေရှည်တာဘယ်လိုခေါ်ဆယ်ရေးဘေးမှာတပင်သက်စိုက်တာဒီအဲ့လိုမျိုးနှစ်စဉ်နှစ်တိုင်းလုပ်တယ်လေနော်အခုအဲ့လိုမျိုးဟာမလုပ်ရတာ၄-၅နှစ်လောက်ရှိ၄-၅နှစ်တော့တွေးမှလည်းအများကြီးတပင်တွေခုတ်ခံရတယ်ဖြက်စီးခံရတယ်လိုအပ်လို့လည်းရောင်းစားခြင်းခံရတယ်ပြီးတရုတ်စီမှာလည်းခိုးရောင်းတဲ့လူရှိတယ်အဲ့လိုမျိုးတွေရှိတယ်ကွာ
ခေတ်စနစ်ကကောင်းကောင်းမရှိတဲ့တာကြောင့်ဂေဟစနစ်အရန်ထိခိုက်တယ်အဲ့ဒါမသိမတောင်ရာသီဥတုအရန်ပူတဲ့အချိန်မှာလူတွေကတတိထားမိအဲ့တော့အမျိုးထိန်းသိမ်းရှင်တယ်မနော်အဲ့လိုမျိုးအရာတွေ awareness ဖြစ်အောင်အများကြီးလုပ်ရှင်တယ်မနော်ကိုနိုင်ဟိုမျိုးအရာရှမ်းတိုင်မှာတယောက်တည်းအဲကိုနဲ့နေတာကတကယ်အစ်စ်မှဟိုလှုပ်ရှင်တဲ့အရာမဟုတ်ဘူးနော်လှုပ်ရှင်တဲ့အရာတပြင်းနေတဲ့ဟိုချောင်းစလဲအဲ့ဒီချောင်းအများနဲ့တည်မြဲအောင်လို့လှုပ်ရှင်လဲပြီးပူတက်ဆေးတွေပေါင်းတက်ဆေးတွေဘယ်လိုချောချအောင်လုပ်မလဲဆိုတဲ့အရာမျိုးပေါ့နော်လှုပ်ရှင်တယ်ဘာလို့ဒီတိုင်းသက်ဆက်သွားမှဆိုရင်နောက်ဒါသမီးမြစ်အထီးဆိုဒီမြို့ကြီးမှာဆိုရင်ရေအလောက်မရှိတော့မြို့ကြီးဆိုမြို့ပြက်လုံးဖြစ်မှာအခုရေထွက်တယ်ဆိုကျွန်တော်တို့လေ့လာထားတဲ့လောက်ဆိုရင်ကဘာကြီးရဲ့ရေချိုထွက်တဲ့နေရာမှာရေချိုထွက်ဆိုရင်sorry အဲ့ဒီအဝီစီထွက်တဲ့ရေက 10% 1% ပဲရှိတယ်တကဘာလုံးပေါ့နော်တကဘာလုံး 10% အဲ့ဒါကိုနေ့တိုင်းစုံနေအောင်မှာစုံအဲ့ဒါလည်းကုန်ပါမယ်ကုန်သွားရင်ဘယ်လိုအဝီစီကုန်သွားရင်ရေချိုမရှိတဲ့မြို့စအကုန်လုံးမြို့ပြက်ပဲဒီအဓိကရေရှိလို့ပဲဟိုကဖြစ်တာပါဘယ်သူမှဘာမှဖြစ်နေဘူးနော်ပြီးတော့ဥပမာကဟိုစင်ကာပူလိုမျိုးဆိုရင်ဟိုဖြစ်တယ်မလေးရှားမှာဝယ်လို့ရမလေးရှားမှာပြက်တယ်ရင်စင်ကာပူလည်းမျိုးပြက်ပြီးဖြစ်သွားပြီလေနိုင်ငံပြက်သွားရင်သဘောတရားပြက်တာအရေးရှိအတွက်တွေးတာပေါ့နော်ကျွန်တော်တို့ခေတ်မှာတော့အဲ့လိုမျိုးတက်နိုင်တဲ့လောက်လေး awareness လုပ်သိရှင်နဲ့ဟိုလူအခုခေတ်လူတွေကတော့အတိုးရှဲမယ်ဖြက်စီးမယ်တစ်တော်တွေဖြက်စီးမယ်အများကြီးပဲအကွက်တွေပေါ်ကြတယ်ကိုယ့်အသက်ပေါ့နော်ကိုချမ်းသာဖို့အတွက်ဒါပေမဲ့အဲ့လိုမျိုးရာလဲသူတို့ပြောတာလည်းမဟုတ်ဒါလည်းသူတို့ရဲ့ခွင့်ရေးပေါ့နော်ခွင့်ရေးဆိုမဲ့တော့ချိန်ကျအကျိုးဆက်တွေအများကြီးခံစားမှာအားလုံးခံစားမှာဖြစ်ပါတယ်အဲ့လေးပြချင်တဲ့ awareness လေးရအောင်အများကြီးလုပ်ရှင်ပေါ့နော်ဆိုတော့ကိုယ့်အသက်မဟုတ်ပဲအများအားလုံးတွဲလုပ်ရှင်တာဖြစ်ပါတယ်အဲ့ဒီစိတ်ပေါ့နော်ကျွန်တော်တို့ဗာလဲမလို့ခေါ်ကိုလေသူများအမျိုးဓာတ်နဲ့ထိုးတာထက်ဆိုင်နေသူပေါင်းဝန်းကျင်တခုခုအမျိုးတောင်းတွေဖြိုးတာတော့အမျိုးနှစ်တရာလောက်မှတွေ့နိုင်တဲ့မြတ်ပင်ဦးမြဖြက်စီးတာမျိုးတော့အဲ့မျိုးအရန်နံကြီးခံစားရတာတဘောကပေါင်းဝန်းကျင်အရန်ချင်းမြတ်နိုးတဲ့လို့ဖြစ်တဲ့အတွက်ကြောင့်အမျိုးတောင်းတွေဖြိုးတာတွေအကွက်ဖော်တာတော့အမျိုးလို့ခံစားရဘာလို့လောက်တာလဲပေါ့အဲ့ဒီဘယ်လိုခေါ်တော့ကျွန်တော်တွေ့တယ်ဒီဖက်မှာဆိုလည်းအများကြီးတွေ့တယ်မျိုးလာတစ်တော်ရောအကုန်ဖြိုပြစ်လိုက်တာဖြက်စီးပြစ်လိုက်တာအဲ့ဒါကိုအကွက်ဖော်တာပေါ့နော်ဘယ်လိုခေါ်တော့ပူလောင်မှာပေါ့နော်ကဘာကြီးကပူလောင်ပတ်ပြီးပူလောင်